ကျွန်တော်အရင်တော့ကနတ်ဆရာဖြစ်တယ်ကျွန်တော်ရဲ့ခရိယန်ထဲမှာ၃မျိုးရှိတယ်ခရိယန်ဆိုတာဘာသာရေးပါပဲအဲ့ဒီခရိယန်ဘာသာထဲမှာရောက်လာလို့ထာဝရတက်ရမယ်ဆိုတာအမှန်ကန်ချက်မရှိပါဘူးယေရှုယုံကြည်မှပဲရမှာခရိယန်ဘာသာထဲမှာပထမတစ်မျိုးခရိယန်ဘာသာကွန်မြူနတီတစ်မျိုးရှိတယ်ခရိယန်ထဲမှာကွန်မြူနတီမရှိဘူးလို့မထင်နဲ့ခရိယန်ဘာသာထဲမှာဖခင်လည်းမရှိဘူးကျမ်းစာလည်းမဖတ်ဘူးတခြင်းလည်းမဆိုဘူးနှစ်တက်ကူးမှတခါဖျားရှိခိုးလိုက်ရင်တနေ့လုံးလုံးခံတယ်တို့ပါဒီလိုမျိုးပုံကိုလည်းအများကြီးရှိတယ်ဒါခရိယန်ကွန်မြူနတီလို့ခေါ်တယ်နောက်ဒုတိယမျိုးခရိယန်နှစာတစ်မျိုးရှိတယ်ခရိယန်ဖြစ်ပြီးမှဗေဒင်လည်းကြည့်တယ်ကြက်ကောင်းလည်းကြည့်တယ်ကြက်ကောင်းဆိုတာကျွန်တော်တောင်ပေါ်မှာဟောနော်ကြက်တက်ပြီးရင်ဥစ္စာစီးပွားရေးရှင်လားမရှင်လားကြက်ကောင်းကိုကြည့်တာပြောတာဟိုတခြားအသေးပေမဟုတ်အဲ့တော့နောက်ပြီးတော့မှနတ်ဆရာနဲ့ပတ်သက်ပြီးတော့မှခေါ်တယ်အဲ့တော့ကျွန်တော်ကတစ်ချိန်လုံးကဘာလဲဆိုတော့ခရိယန်နတ်စာထဲမှာကျွန်တော်ကြည်လာအဖိုးခရိယန်အဖေတင့်ထောက်ကျွန်တော်ကခရိယန်နတ်စာခရိယန်နတ်စာတွေကိုအမြဲတမ်းနှအဝင်ထွက်လို့ရတယ်ခရိယန်ကွန်မြူနတီစီမှာအမြဲတမ်းနှအဝင်ထွက်လို့ရတယ်ဒါပေမဲ့နောက်ဆုံးခရိယန်ယုံကြည်သူဆိုတာယေရှုခရစ်တော်ဘုရားကိုအမှန်တကယ်ကယ်တင်ပါရှင်တဲ့နှလုံးသားထဲမှာလက်ခံထားတဲ့ပုဂ္ဂိုလ်ရဲ့အဲမှာနတ်ဆိုးတွေဝင်လို့မရကျွန်တော်အရန်ဆိုပြီးတော့မှကျွန်တော်ဘာလုပ်လဲဆိုကိုပြော့ပညာလဲကျွန်တော်ရလာတဲ့အခါမှာကျွန်တော်ရဲ့ကိုပြော့ပညာအဖြစ်လူ၃ယောက်ကိုကျွန်တော်ခေါ်ရတယ်ဘိန်းပိုးပြီးတော့မှမောင်ခုလုံးကလုပ်တယ်မြန်မာပြည်မှာတကယ်အကိုင်းဒုစီအကြီးစားထဲမှာကျွန်တော်လုပ်ခဲ့တယ်ဂိတ်တွေပါရောက်ပြီဆိုရင်အဲ့မှာဝီတော်လည်းပြီးစခန်းတော်လည်းစမွေးချင်မနာအော်နာဖအောင်မလဲနဲ့ဟာကောင်းကွဲအောင်ဖတ်ဆိုပြီးမှမာလိုက်ရင်အဲ့ဒါဂိတ်ထဲမှာကျွန်တော်ရှာမတွေ့တော့ဒါဆိုရင်အဲ့ဒီဘိန်းကိုပိုးသွားပြီးတော့မှဆိုင်မှာတွင်းတယ်အဲ့လိုမျိုးကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်အရန်ဆိုးတဲ့အတွက်ကျွန်တော်အရွယ်ရောက်လာတဲ့အခါမှာရေးစားစာပြီးတော့ဘယ်သူမှကျွန်တော်မကြိုက်ရဲကြကျွန်တော်ရဲ့အဲ့ဒီချိန်မှာပဲကျွန်တော်မတ်ပုံတင်ရိုက်ထားတယ်အဲ့ဒီမတ်ပုံတင်ကအခုထိကျွန်တော်တောင်းတယ်စင်ကာပူတန်ယိုးမှာရောက်တဲ့အခါကျတော့ကျွန်တော်အရင်တော့အဲ့ဒီမှာမတ်ပုံတင်ရိုက်တဲ့လူကကျွန်တော်အနောက်ကစပင်ကိုချီပြီးမှရိုက်ထားတဲ့အဲ့ဒီပုံဖြစ်နေတော့အခုအမှုလို့ဆောင်တဲ့မျက်နှာနဲ့ကြည့်လိုက်တော့တခြားစဖြစ်နေတော့ကျွန်တော်ကိုမတင်ကန်လို့တပတ်ဆိုင်းလိုက်တယ်နောက်တစ်ခါပြန်ပြီးတော့မှကျွန်တော်ရဲ့ဟိုမှာအဖွဲ့အစည်းရဲ့ထောက်ခံစာတွေယူလာပြီးတော့မှနောက်တစ်ခါပြန်ပြမှာသူတို့ရုံသွားတယ်ကျွန်တော်အဲ့ဒီချိန်မှာအရက်တောက်တယ်ဆက်လိုက်တောက်တယ်ဘိန်းရှူတယ်ဘလို့မှရစရာမရှိတော့အချိန်ထဲမှာကျွန်တော်ရဲ့ငယ်နာမည်ကချမ်းမြတ်လို့ခေါ်တယ်အဲ့မှာဆရာမတယောက်ကပြောလဲဆိုရင်ချမ်းမြတ်ရေးစားစာပြီးရင်ဘယ်သူမှမရှိကြနဲ့တဲ့အဲ့ဒါနဲ့ကျွန်တော်ကလည်းသူ့ကိုမကျေနပ်ဘူးသူ့ကိုအချစ်ဆေးလုပ်ချင်တယ်အဲ့ဒါနဲ့ဟိုမှာဆရာစီမှာတွားပြီးတော့မှကျွန်တော်ကအချစ်ဆေးတစ်ခွက်တင်ပေးဆိုတော့သူကအချစ်ဆေးတစ်ခွက်တင်ပေးတယ်အောင်မအောင်ဘယ်လိုသိမလဲဆရာအဲ့မှာကျွန်တော်တို့အယောက်90ကျော်ထဲမှာနတ်ကကျွန်တော်ကိုပူးလာတယ်အဲ့ဒါနဲ့ကျွန်တော်အောင်လားမအောင်လားစမ်းကြည့်တဲ့အခါကျတော့ကြက်မဝတ်နေတဲ့ဟာကိုမန်းကြည့်လိုက်တယ်မန်းပြီးကိုနောက်လိုက်လာတယ်ဆိုတော့အောင်တယ်အဲ့နဲ့ဝတ်နေတဲ့ကြက်မတကောင်ကိုတွားပြီးတော့မှရေမွေးထဲမှာအဲ့ဒီမှာကြောက်လုံထည့်ပြီးတော့မှမန်းတယ်ရေချစ်ဆယ်ဝါညွတ်တရားဝါလာခဲ့အောင်ဖတ်မန်းပြီးတော့မှတစ်ချက်တောက်လိုက်တော့ကြက်မကကျွန်တော်နောက်လိုက်လာအဲ့နဲ့ကျွန်တော်ကချက်ချင်းပြန်ပြီးမှဖြေလိုက်တော့ကြက်မကသူပြန်သွားရောအဲ့ဒါနဲ့နောက်တစ်ခါပြန်ပြီးဒီထက်ပိုပြီးသိချင်ရင်ဟိုးချောင်းဖက်မှာလက်နေတဲ့တစ်ပင်တစ်ပေကိုပြန်မှန်းပြီးဒီဖက်ကိုပြန်လက်လာမယ်ဆိုရင်အဲ့ဒါအောင်တယ်တဲ့အဲ့ဒါကျွန်းပင်တပင်ကဟိုဘက်လက်နေတယ်ဒီဖက်မှန်းပြီးမနေ့ပြန်လက်ကြည့်လိုက်တော့ဒီဖက်လက်တယ်အဲ့ဒါနဲ့ဟုတ်ပြီဆိုပြီးမှဖះเจ้าခေါင်းလုံးတီးပြီးတော့မှတက်လာနေကြတဲ့အခါမှာအဲ့ဒီဆီယာမဆိုတဲ့ပုဂ္ဂိုလ်ကျွန်တော်ကိုရေးစားစာမယူနဲ့ပြောတဲ့အဲ့ဒီဆီယာမကိုအရေအိုးဆုံးတွေ့ရမယ်ဆိုပြီးတော့မှကျွန်တော်ကတခါတည်းအဲ့ဒီအချစ်စိတ်နဲ့မန်းပြီးတော့မှဖះเจ้าလာတဲ့အခါမှာသူ့ကိုမန်းလိုက်တယ်ရေရချစ်ဆန်ညွတ်တယ်လာကအောင်ဖတ်တော့ဘယ်မှာတာကောင်လဲတဲ့လိုက်တော့မလိုက်လာဘူးဘယ်မှာတာကောင်လဲဆိုမှကျွန်တော်ကိုချိန်ဆိုင်ချင်းခံရတယ်အဲ့ဒါတလုံးထဲဖြစ်လို့နေမှာနှလုံးပေါက်မှဖြစ်မှာဆိုမှနှလုံးမြန်မြန်မန်းပြီးတော့မှတောက်ပေါက်လိုက်တော့ကျွန်တော်ကိုမြင်သွားရောဩချမ်းမြတ်မတာကောင်ကိုဆိုမှသူ့ရဲ့ဖဏနဲ့ဆွဲထုတ်ပြီးတော့မှဖះเจ้าတက်နေတဲ့ဂျာထဲမှာကျွန်တော်လိုက်ရတော့တာကျွန်တော်မနေပြေးလိုက်ရတယ်ကျွန်တော်ဆရာစီမလည်းရောက်ရောကျွန်တော်ဆရာကိုကျွန်တော်ပြောပြတယ်ဘယ်လိုလဲအောင်မြင်လာတယ်ဘယ်ကအောင်မြင်မှာလို့နည်းနည်းမောင်းရင်ဖဏစားရပြီလို့အဲ့တော့ဘယ်လိုဖြစ်သွားလဲဒီလိုပဲလို့ပြောတော့ဘသူ့ကိုတောက်လို့မြစ်တယ်လေတဲ့ Sunday School ဆရာမတရားကိုလုံးမြစ်ပါတယ်လို့ပြောတော့ငါနဲ့ကိုကြိုပြီးမပြောမြစ်ဘူးတဲ့ခရိယာယုံကြည်သူကိုမလုပ်ရဘူးငါတစ်ခါလောက်တစ်ခါတွေးအောင်လေဟာလေလုယာအဲ့တော့အဲ့ဒီ
ဒီခြံရနဲ့စပြီးကျွန်တော်ကယေရှုကပို့ပြီးတကူကြီးတယ်ဆိုတာကျွန်တော်သိသွားတယ်ယနေ့ကျွန်တော်ခရိယာလူငယ်များခဏခဏနတ်ဆွဆွဲတယ်ခဏခဏနတ်ဝင်တယ်ဆိုရင်တော့ဒါမဟုတ်သေးဘူးတင့်ကိုတင်ပြန်စစ်စစ်ကြည့်ပါတကယ်ခရိယာနတ်စားပဲဖြစ်နေသလားကျွန်တော်အဖို့ကလေးနဲ့ခရိယာနော်ဒါပေမဲ့ကျွန်တော်ခရိယာနတ်စားဖြစ်နေတာလူတွေ90ကျော်အဲ့ဒီကျွန်တော်အောက်လိုင်းပညာတင်တဲ့ထဲမှာနတ်ကဘယ်သူမှမပူကျွန်တော်လာပူတယ်ခရိယာကောင်းတဲ့ဥမာလာပူတာနတ်စားတယ်ကတော့မှမပူဗျာမိတ်ဆွေခရိယာကိုမြင်နေရတတ်တာယေရှုမသိဘူးခရိယာနတ်စားတတ်တာယေရှုမသိဘူးယေရှုသိတာယေရှုကိုကယ်တင်ပါရှင်နေတယ်အသက်တကယ်ယုံကြည်တဲ့သူတွေသိတယ်ဟာလေလုယာခရစ်တော်ဖျားကြွလာတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကရှင်းဆောင်ခြင်းခံရမယ်ဘာသာကဖျားပြောပြီးတကယ်ယေရှုကိုနှလုံးသားထဲမှာမရှိရင်ကြာခဲ့မှာပဲ